လေထုအရေသွေးကြပြီးလေထုညစ်ညမ်းနေတဲ့ဘာလို့ဖြစ်ရတာလဲဘယ်လိုလုပ်ကြမလဲလေထုညစ်ညမ်းခြင်း air pollution အရေးနေနေအခက်ချိုးချိုးဆိုတဲ့စကားလိုပေါ့ဗျာကျွန်တော်တို့တွေဟာပုံမီတင်းနေထိုင်တဲ့နေရာကိုအကြောင်းမျိုးမျိုးနဲ့ဖျက်ဆီးမိနေကြပါတယ်ညင်သာအောင်ပြရရင်တဘာဝပတ်ဝန်းကျင်စိမ့်ဆိုလာပတာရပြီဆိုရင်အပန်းဖြေစခန်း resort တွေဖွင့်လာကြပါတယ် resort တွေဖွင့်လူတွေလာတော့မီးတွေမှွေးကြချက်ပြုတ်စားကြအကင်တွေစားကြအပင်တွေချိုးကြမီးရဖို့မီးစက်တွေဖွင့်ကြအမိုက်တွေပစ်ကြအညစ်ကြေးတွေစွန့်ကြနဲ့တိတ်မကြခင်အဲ့ဒီတာယာလှပတဲ့နေရာလေးဟာပျက်စီးသွားရတာပါပဲအဲ့လိုလူတွေအများပြားနေစဉ်နေထိုင်တဲ့နေရာမှာတော့ဘလောက်ဆိုးရွားနေမလဲတွေးကြည့်လို့ရပါတယ်အခုရက်ပိုင်းပြောများနေကြတဲ့အတိ Air Quality Index လေထုအရေသွေးညွှန်းကိန်းဆိုတာကျွန်တော်တို့နေထိုင်တဲ့နေရာမှာရှိတဲ့လေထုအရေသွေးကိုနေ့စဉ်ဖော်ပြနေတဲ့ညွှန်းကိန်းတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ရှူသွင်းနေတဲ့လေဟာကျွန်တော်တို့လိုအပ်တဲ့အောက်ဆီဂျင်ကြီးပဲပါတာမဟုတ်ပါဘူး။အောက်ဆီဂျင်ဟာ21%နီးပါးပဲပါဝင်ပါတယ်။အများဆုံးပါတာကနိုက်ထရိုဂျင်88နဲ့တခြားသောဓာတ်ငွေ့ဓာတ်ပစ္စည်းများအနည်းငယ်စီပါဝင်နေပါတယ်။ရေခွက်ထဲစီကြရင်အမိုက်ဖြစ်တယ်လို့စီခွက်ထဲရေဝင်ရင်လည်းအမိုက်ပါပဲ။မရှိတဲ့နေရာမှာရှိနေတဲ့အရာဟာအမိုက်ပဲမို့တခြားသောဓာတ်ပစ္စည်းတွေဓာတ်ငွေ့တွေများလာလေလေလေထုဟာအရေးသွေးကျလာလေလေအလွယ်ပြောလို့ရပါတယ်။ AQI Air Quality Index ဟာသူများကနေ900အထိရှိတဲ့ညွှန်းကိန်းတစ်ခုဖြစ်ပါတယ်။အမှတ်နည်းလေကောင်းလေဖြစ်ပြီးအမှတ်များလေဆိုးဝါးလေပေါ့။ဥပမာ AQI 90ဟာအရေးသွေးအလွန်ကောင်းတဲ့လေလို့ပြောလို့ရပြီးတရားကျော်ရင်တချို့သောတုံ့ပြန်မှုပြင်းထန်တဲ့လူတွေ sensitive person အတွက်မကောင်းတော့ဘူးလို့ပြောလို့ရပါတယ်။နံပါတ်မြင့်လာလေလူတိုင်းအတွက်အန္တရာယ်ရှိလာလေပဲပေါ့။ AQI 90တကနေတရားကြားဆိုရင်အပေါ်ကပြောခဲ့သလို sensitive person တွေဟာပြင်းထန်တဲ့ကိုယ်လှုပ်ရှားမှုတွေကိုလမ်းတွေပေါ်မှာအချိန်ကြာမြင့်စွာမလုပ်သင့်ပါဘူးပြီးတာမျိုးပေါ့။ AQI 100တကနေ150ကြားဆိုရင်တက်ကြီးရွယ်အိုတွေကလေးတငယ်တွေနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂရှိသူတွေအနေနဲ့ပြင်းထန်တဲ့ကိုယ်လှုပ်ရှားမှုတွေကိုလမ်းတွေပေါ်မှာအချိန်ကြာမြင့်စွာမလုပ်သင့်ပါဘူး။ AQI 150တက200ကြားဆိုရင်တော့တက်ကြီးရွယ်အိုတွေကလေးတငယ်တွေနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂရှိသူတွေနှလုံးယောဂရှိသူတွေအနေနဲ့ပြင်းထန်တဲ့ကိုယ်လှုပ်ရှားမှုတွေကိုလမ်းတွေပေါ်မှာမလုပ်သင့်ပါဘူးပြင်းထန်တဲ့ကိုယ်လက်လှုပ်ရှားမှုဆိုတာကျန်းမာရေးအတွက်ဖြစ်စေလမ်းသွက်သွက်လျှောက်တာပြေးတာစပိန်စီးတာကလေးတွေဆိုပြေးလွှားဆော့ကစားတာမျိုးပေါ့အဲ့လိုကိုယ်လက်လှုပ်ရှားမှုလုပ်ရင်ခန္ဓာကိုယ်ကအောက်ဆီဂျင်ပိုလိုတဲ့အတွက်လေကိုများများရှူရလို့အန္တရာယ်ရှိတဲ့အမှုန့်အမွှားတွေအိုဇုံးဓာတ်ငွေ့တွေကိုပိုပြီးရှူသွင်းမိတဲ့အတွက်ကြောင့်ရှောင်ခိုင်းခြင်းဖြစ်ပါတယ်အချိန်ကြာမြင့်စွာဆိုတဲ့စကားကိုရှင်းရရင်အချိန်ကြာကြာရှူမိတာနဲ့ခဏတစ်ဖြုတ်ရှူမိတာနဲ့ဘယ်ဟာပိုဆိုးလဲသိတာပါတယ်အဲ့လိုလေထုကဘာလို့ညဉ့်ညမ်းလာရတာလဲအဲ့ဒီအိုဇုံးတွေအမှုန့်အမွှားတွေဘယ်ကရောက်လာတာလဲဆိုရင်ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေစစ်တောမီးလောင်တာတွေစစ်သားမီးရှို့တာတွေကားအများကြီးသွားတဲ့လမ်းမတွေပေါ်ကဖုံတွေစက်ရုံအလုပ်ရုံတွေမော်တော်ကားတွေအဆောက်အုံနဲ့အိမ်တွေရဲ့မီးကိုချောင်တွေစတာတွေကထုတ်လုပ်နေတာပါဘလောက်ပဲအရေးသွေးကြပါစေမရှူဘူးกว่าဆိုပြီးနေလို့မရတဲ့အတွက်အပြင်ကိုမလိုအပ်ပဲမထွက်တာအကောင်းဆုံးပါထွက်ခဲ့ရရင်တော့ထိတွေမှုနဲ့အောင်ကြာရှည်မနေပါနဲ့ထိုင်းရောက်ကာကွယ်နိုင်အောင်နှာခေါင်းစည်းတက်ပါနေထုအရေးသွေးနှင်းကြစေတဲ့တရားခံနဲ့ကိုလဲပါဝင်တာမို့ကိုလူအပြစ်တင်ဒီလူအပြစ်တင်ပြီးဒေါသတွေထွက်မကောင်းတဲ့လေတွေပိုရှူနေတာထက်စီမဖြစ်တော့လဲနန်းစေ့တစေ့အနေနဲ့တစ်ဖက်တစ်လမ်းမှာလေထုညဉ့်ညမ်းမှုရောကြရအောင်အားထုတ်သင့်ပါတယ်မီးစက်ကြီးတွေတောက်လျှောက်မောင်းထားတာအဲကွန်းတောက်လျှောက်ဖွင့်နေတာငွေတလူလူနဲ့တနေကုန်ဟင်းချက်လို့မပြီးနိုင်တာစသဖြင့်ပေါ့